ဒီပိုးတောင်မာလေးရဲ့ကံကြမ္မာကအဆုံးဖြတ်ပြီးသားပါ။နကြီးကောင်တစ်ကောင်ကသူ့ရဲ့ခန္ဓာကိုယ်တွေကိုတစ်ခုခုထည့်သွင်းလိုက်ပါပြီ။ပိုးတောင်မာဟာဘာမှမခေတယ်လို့ပဲဆက်လက်လှူစားနေတယ်။အစာစားနေတယ်။အမဲလိုက်နေတယ်။အပြင်ပန်းကြည့်ရင်ဘာလက္ခဏာမှမပြပေမဲ့သူ့ခန္ဓာကိုယ်ထဲမှာတော့တစ်ခုခုကကြီးထွားလာနေပါပြီ။ ဒါကတော့လီဒီဘီတန်လို့ခေါ်တဲ့ချန်မွားစားပို့တောင်မာလေးပါသူကပျော်ပြောင်းတဲ့ခန္ဓာကိုယ်ရှိတဲ့ insect တွေကိုစားသုံးတဲ့အသားစားတရပါတစ်မျိုးပေါ့အဓိကအားဖြင့်အပင်တွေစီကတစ်ဆေးကိုစုပ်ယူတတ်တဲ့ပြပို့လို့ခေါ်တဲ့ aphids လေးတွေကိုစားသုံးပါတယ်သူတို့ရဲ့သားလောင်းဘဝမှာရောအကောင်ကြီးဘဝမှာပါအလွန်တက်ကြွတဲ့အမဲလိုက်တဲ့ဝါတွေဖြစ်ကြပါတယ် ပိုးတောင်မာတစ်ကောင်ဟာဒီနေ့ကိုပြက်ဖြို့ဒါဇင်ပေါင်းများစွာကိုစားသုံးနေပါတယ်ဒါကြောင့်ပဲစိုက်ပျိုးရေးလောကမှာသူတို့ကိုတဘာဝပိုးသက်ကောင်တွေအဖြစ်အတောင်းချကြတာပါသူကတင်းငယ်နေမဲ့အကကွဲ့မှန်နေတာတော့မဟုတ်ပါဘူးအန်ဒီနဲ့ဂျွန်လာရင်သူ့ရဲ့ခြေစစ်တွေကနေသွေးရည်ကြီး hemolymph တွေကိုထုတ်လွှတ်တတ်ပါတယ်ဒါကို reflex bleeding လို့ခေါ်ပါတယ် ဒီအရေးထဲမှာအစိတ်တောက်ဖြစ်စေတဲ့ alkaloids တွေပါဝင်ပြီးအလွန်နံတဲ့အပြင်ခါတတ်တဲ့အရာသားလည်းရှိပါတယ်။ဒါကြောင့်အသားစားသရမှာတော်တော်များများကဒီပိုးတောင်မာကိုရှောင်ကျဉ်ကြပါတယ်။သူ့ရဲ့တောက်ပတဲ့အယောင်အဆွေးကလည်းငေါ့ကိုမစားနဲ့ဆိုတဲ့တတိပေးချက်တစ်ခုပါပဲ။ဒါပေမဲ့လည်းငှက်တွေပင့်ကိုတွေနဲ့ပရက်စစ်တွေကတော့အခြေအနေအရသူ့ကိုတိုက်ခိုက်တတ်ကြပါသေးတယ်။ ဒါပေမဲ့တတဝတစ်မျိုးကတော့သူ့ကိုတက်ခိုက်ဖို့ဘယ်တော့မှဝေခွဲမနေပါဘူးအဲ့ဒါကတော့ကပားနကြီး parasite wasp တစ်မျိုးဖြစ်တဲ့ Dinocampus coccinelli ပဲဖြစ်ပါတယ်သူကပိုးတော်မာကိုတက်ဖြစ်မဲ့အစားသူ့ခန္ဓာကိုယ်ထဲကိုဥတဦးထဲသွင်းလိုက်တာပါဒီလုပ်ငန်းစဉ်ကခဏလေးအတွင်းပြီးဆုံးသွားပြီးပိုးတော်မာကတော့ပုံမှန်တိုင်းဆက်လက်ရှင်သန်နေပါလေ ဥဟာပိုးတောင်မာရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှာချီးထွားလာပါတယ်။သားလောင်းလဲဟာပိုးတောင်မာရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေကိုမထိခိုက်စေဘဲခန္ဓာကိုယ်အတွင်းပိုင်းကအာဟာရတွေကိုစားသုံးပြီးရှင်သန်နေပါတယ်။အပြင်ကကြည့်ရင်ဘာမှမပြောင်းလဲသလိုပါပဲ နောက်ဆုံးမှာတော့တားလောင်းဟာပိုးတောင်မာရဲ့ခန္ဓာကိုယ်ထဲကနေပြန်ထွက်လာပါတယ်ပိုးတောင်မာကိုမသေးစေပဲထွက်လာတာပါသူဟာပိုးတောင်မာရဲ့အောက်ခြေမှာပိုးအိမ်ထုတ်ခွန်းတစ်ခုစတင်တိဆောက်ပါ